Premier League ပွဲစဉ်၈ Manchester City နဲ့ Everton အားလုံးပဲမင်္ဂလာပါ A Great Football YouTube Channel နဲ့ TikTok မှာပြန်လည်ကြိုဆိုပါတယ်ဒီနေ့မှာတော့ Premier League ပွဲစဉ်၈စနေနေ့ညမှာကစားမဲ့ Manchester City အသင်းနဲ့ Everton ပွဲကိုပွဲကြိုသုံးသက်ချက်နဲ့အတူကြေးကြောပေးမှုပါသုံးသက်သွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကျွန်တော်တို့ Pep Guardiola ရဲ့ Manchester City အသင်းကိုသုံးသက်ကြည့်အောင်Manchester City အသင်းဟာယာဒီအစမှာရုန်းကန်ခဲ့ရပြီးတော့ခုနောက်ပိုင်းပွဲစဉ်တွေမှာခြေစွမ်းပြန်မှန်လာတာကိုတွေ့ရတယ်။ Premier League ပွဲစဉ်9မှာ Brentford အသင်းကိုအဝေးကွင်းမှာ 1-0 ဆိုတဲ့ရလဒ်နဲ့အနိုင်ရခဲ့တယ်။ခုရာဒီမှာ Pep Guardiola ရဲ့ Manchester City အသင်းကအရင်နှစ်ကပုံစံမျိုးတွေနဲ့မတူဘဲနဲ့တပွဲချင်းစီကို Master Game Plan နဲ့တေချာပြင်ဆင်ပြီးကစားနေတာကိုတွေ့ရတယ်။နောက်တစ်ခုကလူစင်းပြ Manchester City အသင်းမှာကစားသမားအားလုံးဒီပါပြန်လာမယ်။တိုက်စစ်မှာ Prima International Break က Egypt မှာဒဏ်ရာရခဲ့တဲ့ Omar Marmoush ပြန်လာမယ်။ Ryan Cherki ပြန်လာမယ်။ Ryan Cherki ကတော့ Brentford နဲ့ပွဲမှာတည်းကအရန်မှာပါလာတာကိုကျွန်တော်တို့တွေ့ခဲ့ရတယ်။နောက်ခံစစ်မှာဆိုလို့ရှိရင် Abnoy ပြန်လာမယ်။ Kusanov ပြန်လာမယ်။နောက်ဆုံး Premier League ပွဲ Brentford နဲ့ပွဲမှာဒဏ်ရာရလို့လူစားလဲလိုက်ရတဲ့ Rudy ကတော့ဒီပွဲမှာပါဝင်လာမှာမဟုတ်ဘူးလို့ Pep Guardiola အတည်ပြုပါတယ်။အဲ့တော့ဒီပွဲမှာကျွန်တော်တို့ Nico Gonzalez နဲ့တွေ့ရမယ်ဗျ။အဲ့တော့ဒီပွဲမှာ Manchester City အသင်းကသူတို့ရဲ့ကွင်းလက်ခံစစ်ဖြစ်တဲ့ Rudy ကလွဲရင်ကျန်တဲ့လူစုံတက်စုံနဲ့ချီတက်လာမှာဖြစ်တယ်ဗျ။နောက်တစ်ခုက Manchester City ရဲ့နောက်ဆုံး၅ပွဲကိုကျွန်တော်တို့တုံးကြည့်အောင်ဗျ။နောက်ဆုံး၅ပွဲမှာဆိုလို့ရှိရင်၃ပွဲနိုင်၂ပွဲတည်ကြခဲ့တဲ့၂ပွဲက Arsenal နဲ့ Monaco ၂ပွဲလုံးကိုသူတို့အကောင်းဆုံးဦးဆောင်ခဲ့ပြီးမှ Arsenal မှာဆိုရင်Martinelli ရဲ့နောက်ကျသွင်းဂိုးနဲ့1-1တည်ကြခဲ့တယ်။ Monaco နဲ့ပွဲမှာလည်းနောက်ကျပယ်နယ်တီကြောင့်2-1 2-2ဆိုတဲ့တည်ရလက်ကိုထွက်ပေါ်ခဲ့တယ်။ထပ်ပြီးတော့ခုရာဒီ Manchester City အသင်းရဲ့အိမ်ကွင်း၄ပွဲကိုကျွန်တော်တို့ကြည့်ကြည့်အောင်ရ။အိမ်ကွင်း၄ပါဆိုရင်၃ပွဲနိုင်ပြီးတော့တပွဲရှုံးထားတယ်။ရှုံးတဲ့အသင်းက Tottenham Hotspur ကိုရှုံးထားတယ်။နိုင်တဲ့ပွဲစဉ်တွေက Manchester United ကို3-0, Napoli ကို2-0, Burnley ကို5-1နိုင်ပြီးတော့နောက်ဆုံးအိမ်ကွင်း၃ပွဲဆက်အနိုင်ရရှိထားတယ်။အဲ့တော့ Manchester City အသင်းကတော့အိမ်ကွင်းမှာတော့ကျန်းတယ်လို့ပြောရမယ်။တစ်ဖက်က David Moyes ရဲ့ Everton အသင်းဟာဒီရာဒီမှာကြစ်ကြစ်လေးလေးနဲ့ရန်တက်ကောင်းနေသေးတယ်လို့ပြောရမယ်။ Premier League နောက်ဆုံးပွဲမှာဆိုရင်ဒီရာဒီရှုံးပွဲမရှိသေးတဲ့ Crystal Palace အသင်းကိုအိမ်ကွင်းမှာ Jack Grealish ရဲ့နောက်ကျသွင်းဂိုးနဲ့အတူဒီရာဒီရဲ့ပထမဆုံးရှုံးပွဲကိုတွေ့စေခဲ့တယ်။ဒီရာဒီ Everton အသင်းမှာ Jack Grealish ကခြေစွမ်းတော်တော်ကောင်းနေတယ်ဗျ။ Everton အသင်းရဲ့ Premier League ရာဂိုး9ဂိုးမှာ4ဂိုးဖန်တီး1ဂိုးသွင်းတဲ့ Everton အသင်းရဲ့တိုက်စစ်ကိုအကောင်းဆုံးနဲ့ဦးဆောင်နေတယ်ဗျ။ Aston Villa မှာပြသခဲ့တဲ့ခြေစွမ်းအတိုင်းလွတ်လပ်လပ်နဲ့အကောင်းဆုံးကစားပြနေတာကိုကျွန်တော်တို့တွေ့ရတယ်။ဒါပေမဲ့ဒီပွဲမှာ Jack Grealish က Manchester City အသင်းကအငှားချထားတဲ့ကစားသမားဖြစ်တာကြောင့်အငှားစည်းမျဉ်းစည်းကမ်းအရပါဝင်လာခွင့်ရှိမှာတော့မဟုတ်ဘူး။အဲ့ဒါက Everton အသင်းအတွက်ကြီးမားတဲ့အားနည်းချက်တစ်ခုဖြစ်တာပဲဗျ။ Everton အသင်းရဲ့နောက်ဆုံး၅ပွဲကိုကြည့်ရမယ်ဆိုရင်တပွဲနိုင်၂ပွဲတည်၂ပွဲရှုံးရလက်ကောင်းတဲ့အထက်မှာတော့မပါဘူး။အဝေးကွင်း၄ပွဲကိုဆက်ပြီးတော့ကြည့်ရမယ်ဆိုရင်၃ပွဲရှုံး၁ပွဲနိုင်Premier League မှာ Wolverhampton ကိုအဝေးကွင်းမှာနိုင်ပြီးတော့ EFL Cup မှာ Wolverhampton အဝေးကွင်းမှာပြန်ရှုံးထားတယ်။အဲ့ဒါကိုကြည့်ရင်အဖြစ် Everton အသင်းရဲ့ခြေစွမ်းတပွဲရှည်တပွဲငွေနဲ့ခြေစွမ်းတည်ငြိမ်မှုမရှိတာကိုတွေ့ရတယ်။ဒီနှစ်သင်းရဲ့နောက်ဆုံး6ကြိမ်တွေ့ဆုံမှုကိုကြည့်ရမယ်ဆိုရင် Manchester City အသင်းက4ကြိမ်နိုင်2ကြိမ်တည်ကြပြီးတော့ Everton အသင်းကနောက်ဆုံး6ကြိမ်မှာ Manchester City ကိုပြန်ကန်နိုင်တဲ့အခြေအနေတောင်မရှိဘူးလို့ကြည့်ရတွေ့ရတယ်ဗျ။အဲ့တော့ဒီနောက်ပိုင်းရာသီတွေမှာ Manchester City အသင်းက Everton ကိုပြတ်တဲ့အနိုင်ယူထားတယ်လို့ပြောရမယ်။နောက်ဆုံးအနေနဲ့ကြေးကြောပေးမှုကိုကြည့်ရမယ်ဆိုရင် Manchester City အသင်းကတလုံးတဝက်ရှုံးအရန်တန်တဲ့ကြေးလို့ပြောရမယ်ဗျ။ဒီပွဲကို Manchester City အသင်းကအနိုင်ကန်မှာတော့တေးကြတယ်။အဲ့ဆိုရင်ဘာလို့တကူမသွင်းနိုင်ရပါလဲ။တကူသွင်းရင်တော့မှပဲတဝက်ပဲရှုံးမယ်အနေထား။တခုပဲဗျ။ Manchester City အသင်းကတချို့ပွဲတွေမှာဆိုလို့ရှိရင်1-0ဆိုတဲ့ရလဒ်နဲ့ပဲအနိုင်ရယူတာတွေကိုတွေ့ရတယ်။တစ်ဖက်က Everton ခံစစ်ကြစ်ကြစ်လေးလေးနဲ့တေချာပြင်ဆင်လာမှာဆိုတော့လိုအပ်တဲ့သွင်းဂိုး2ဂိုးမရမှာတခုပဲစိတ်ပူမိတယ်ဗျ။အဲ့လိုပြောတော့ Everton ဘက်ကနေပါလားဆိုတော့လည်းမဟုတ်ဘူးဗျ။တစ်ဖက်ကအသင်းက Premier League မှာသွင်းဂိုး15ဂိုးရထားတဲ့အကောင်းဆုံးတိုက်စစ်ကိုပိုင်ဆိုင်ထားတဲ့အသင်းဖြစ်တယ်ဆိုတော့နေဖို့အဆင်မပြေဘူး။နောက်ပြီးတော့အကောင်းဆုံး striker ဖြစ်တဲ့ Haaland ရှိနေတယ်။ဒီရာဒီမှာ Haaland ကသူဘာလဲဆိုတာကိုသွင်းဂိုးတွေနဲ့တက်တည်ပြနေတာကတော့ကျွန်တော်တို့အမြင်ပဲ။နောက်ဆုံးနိုင်ငံအသင်းနဲ့Manchester City ရဲ့နောက်ဆုံး10ပွဲဆက်ကို6သွင်းယူထားတယ်ဗျ။ကျွန်တော်အမြဲတမ်းပြောတဲ့စကားလိုပဲတလုံးတဝက်ရှုံးလို့တလုံးတဝက်နိုင်လို့ဆိုရင်ဟာလန်နဲ့တင်ပြီးရဆိုတဲ့စကားလိုပဲ။ Premier League ပွဲစဉ်9တုန်းကလည်း Brentford နဲ့ပွဲမှာဆိုရင်တလုံးဆိုရင်ဟာလန်နဲ့တင်ပြီးရလို့ပြောတယ်တလုံးတဝက်နိုင်
တလုံးနဲ့လည်းပြီးသွားပါတယ်အပွဲရအဲ့တော့ကျွန်တော်တို့ total ကိုဆက်ကြည့်အောင် total ကိုမှဆိုရင်3လုံး50နိုင်3လုံး50နိုင်ဖြစ်တဲ့အတွက်ဒီပွဲကဂိုးတွေအရန်မများနိုင်ဘူးဆိုတဲ့သဘော 1C 2C အလုံးစုံ 3C ဗျာ Everton အတင်းကိုဂိုးမပေးလို့ရတယ် 1C 2C ဖြစ်ဖို့တော့များတယ် CC တို့11တို့ကတော့မဖြစ်နိုင်ဘူး Manchester City နိုင်ဖို့များတယ်တကူလားနှစ်ကူလားဆိုတာစောင့်ကြည့်ရမယ်အနေထားအဲ့တော့အကုန်အနှစ်ချုပ်ရရင်ကျွန်တော်တို့ Manchester City ကိုပဲရွေးရမှာဗျကိုပေါင်းကြီးကတော့ Manchester City အသင်းရဲ့မှန်းခတ်တဲ့တိုက်စစ်ကိုကြောင်းကျွန်တော်ကတော့ကိုပေါင်းကြီးကို skip ချင်ပါတယ်အဆုံးအနေနဲ့ဒီပွဲမှာတော့ Manchester City ရဲ့တွင်းကိုတွေကိုစောင့်ကြည့်ရမယ်ပွဲအနေနဲ့ကျွန်တော်ကတော့ Manchester City body ကိုရွေးချယ်ပေးချင်ပါတယ်ဆုံးဖြတ်ကြည့်ပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ဘောလုံးသတင်းအကြောင်းအရာတွေနဲ့ကျေးသုံးသက်ချက်တွေကိုနေ့စဉ်နဲ့များတင်ဆက်ပေးနေမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးကြပါဦးလို့ပြောကြရင်းနဲ့ဒီဗီဒီယိုလေးကိုဒီမှာတင်ဆုံးသက်ခွင့်ပြုပါခင်ဗျာ